အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခနေ့ကတော့ဒါစန်ထဝေါ်ရောက်နေရပါတော့စန်ထဝေါ်ရောက်နေပါတယ်ဒီခနေ့ကတော့ကျွန်တော်ကစန်ထဝေါ်မှာရုပ်ရှင်သွားကြည့်မှာဖြစ်ပါတယ်ခင်ဗျာညနောက်ဆုံးပွဲပေါ့နော်နောက်ဆုံးပွဲမှာပြသမယ်တဲရဲကသွားကြည့်မယ်ပေါ့နော်တဲရဲကကြည့်ဖို့တယ်လိုက်ခဲ့ပါဦးများကဲဒါကတော့ဘန်ကောက်ရဲ့ညပေါ့နော်ကားရည်လည်းရှုပ်နေကားရည်လည်းရှုပ်တယ်လူတွေလည်းရှုပ်တယ်ပေါ့နော်ကဲဒါရုပ်ရှင်မကြည့်ခင်ပေါ့နော်ကျွန်တော်ဒီဘုရားရှိရပေါ့နော်ဆူတောင်းပြည့်တဲ့ဘုရားပါပြောရတော့ပေါ့နော်တမကြီးသားတွေပါရေပေါ့နော်ဟိုဆူတောင်းပြည့်လို့ရှိရင်တဲ့ဒီဘုရားမှလာပူးကြတယ်ပေါ့နော်အဲ့ဒါဆူတောင်းပြည့်လို့ပြောရတယ်ခင်ဗျာကဲဒီဘုရားမှာခဏဝင်ဟူရမယ်နော်ဒါကတော့စန်ထဝေါ်ရဲ့ဒီဘေးနားမှာရှိပါတယ်ဒီဘုရားကြီးကကျတော့ဟုတ်ကဲ့ရုပ်ရှင်ကတော့အပေါ်ဆုံးထပ်မှရှိရပါတော့ဟိုအပေါ်ဆုံးထပ်ဘန်းလား၈လွှာမလားမသိ၈လွှာလား၉လွှာလားမသိအဲ့ဒီတက်ရမှာပေါ့နော်ဒါအခုကတော့ဒါ၃လွှာရောက်ပြီပေါ့နော်ကဲဒါ၃လွှာရောက်ပါပြီခင်ဗျာကဲဒါက၅လွှာရောက်ပြီပေါ့နော်ဒါ၅ထပ်မြပေါ့နော်နောက်ဆုံးပွဲဆိုတော့ပေါ့နော်လူတော့ဘယ်နှယောက်ရှိမလဲမသိဘူးတရေကားနော်你别笑အခုကတော့ကျွန်တော်တို့ဒီလက်မဝယ်တဲ့နေရာရောက်နေပါပြီပေါ့နော်ဇာကားရဲ့ကြည့်တော့ဇာကားရဲ့ထဲမှာကျတော့ကျွန်တော်ရှာပေးရပါတော့ကြာကြည့်ချင်တာတော့နောက်ဆုံးကြည့်ဆိုတော့ဒီမှာနေရာမရှိဘူးတချို့ကလည်းဒီပုံပြတော့ပါပေါ့နော်နောက်ဆုံးကဒီတကားရှိရပေါ့နော်ဒီနိုစပါတူဆိုတဲ့ဇာကားပေါ့နော်ဒီဇာကားကိုကြည့်တော့ဘာလို့လဲဆက်နိုင်ဆိုတော့ဆက်ညာဆက်နိုင်ပြမယ်ဇာကားဒါလည်းကြည့်ပါမယ်ကြည့်ပါဆိုတော့တကယ်တော့ဘာလို့လဲဆိုတော့ကဲဒါဈေးနှုန်းတွေကကျတော့300ရှိတယ်300ရှိတယ်800ရှိပေါ့နော်မတော်ခုံနေဆိုရင်800ရတယ်ဒီခုံလေကုံလေးဆိုရင်330တယ်ကျွန်တော်က300ပါပေါ့နော်မရောက်ဆိုတော့300ပြရပါမလဲစီးပြီးတော့မလဲရောက်ဆိုတော့600ကြောက်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာစကန်နဲ့ပြီးပါမယ်ခင်ဗျာပြီးတော့ရင်စကန်နဲ့ပြလိုက်တာစီးပြီးတော့ရင်ကဲဒါတော့လက်မှတ်2ဆောင်ရပါပြီဗျာရုပ်ရှင်ကြည့်ပါတော့မယ် Let's go ကဲလောလောဆယ်ကျွန်တော်ရေတောက်ဖို့တဲ့ရေတံတော့တယ်မှာရေတံမှုနဲ့စားစရာလေးပေါ့နော်နေကြသေးလို့ပွားသေးလို့ပေါ့ကဲဒါတော့ရေတံမှုရပြီပေါ့နော်14ဘတ်တန်ရေတံမှုကဲလိုက်ပါဦးဗျာဒီကနေကြပွားသေးလေးပါလေးဝယ်ရအောင်ပါကဲကိုတော့ဆန်တဲ့ဂျန်နီပေါ့နော်7မိနစ်မှာကျွန်တော်ဈေးဝယ်ထွက်နေရပါတော့ဒီပေါ်တက်မှာပေါ့နော်ဒါလည်းကဲသိပါရဲ့ဗျာ29ဘတ်နဲ့ကြာစီတွေ့ရင်နော်ဖားပါလားမလားပြီကပ်ပြီးတော့ကောင်းတယ်ဒါငါပါနေတယ်มาเอาไปทีนะให้เอาล้วนข้าวนะครับเฮ้ยကဲဒီမှာတော့ပေါ့နော်ဈေးဝယ်လို့ရှိရင်ဟိုပါပေါ့နော်
ဘန်ကရှိဆိုရှင်စကန်နဲ့ပေးလို့ရတယ်ညံတာပေါ့နော်ပတ်စံရှိဆိုရှင်းနေတယ်လက်မငွေကန်ကြီးဆင်းဆန်မျိုးပေါ့နော်အဲတော့ရွှေရှင်တော့စားမဲ့ခါရီပေါ့နော်ဒါလေးစားမဲ့ခါလေးအဲတော့ရွှေရှင်မှာပေါ်ရမှာရှိရပေါ့နော်ပေါ်ရကိုဆက်တက်ပါမယ်ညလိုက်ခဲ့ပါနော်စီမံနေရတော့3တော့4ပေါ့နော်3တော့4ဖြစ်ပါတယ်အဲ့ကိုသွားနေပါတယ်ကြာEveryone was dead. I'm ready. ကဲအခုကတော့ကြည့်ပြီးပါပြီပေါ့နော်ညလည်းဆန်နိုင်ကြော်သွားပြီပေါ့နော်အခုကစကားတော့ကြောက်ဖို့ရန်ကောင်းပါလေတရေကားဆိုလေစကားတော့ကြွတ်တင်နိုင်တွေ့ကြွတ်တင်စကားအပြည့်ကြွတ်တင်ပဲပေါ့နော်ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံးသက်ဒီညတော့ good night ပါလို့ bye bye